ဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးပါတယ်အဝတ်စားချင်းရှင်တော့လေရှုံးတာပဲဗျာရှုံးမှာပေါ့ဘိန်းကအိုးလမ်းကကျန်းတတိုင်းတိုင်းလဲရင်လည်းမသက်သာပါဘူးဂျွန်းပြစ်ကြဘုံလေးကပေး7 နှစ်သားလောက်ပေါ့ကျွန်တော်မငိုပါဘူးငိုရင်လည်းချော့မဲ့လူမှမရှိတာပဲငိုတယ်ဆိုတာချော့တဲ့လူရှိမှငိုလို့ကောင်းတာဗျမရှိတော့ကျွန်တော်ဖုံလေးတွေခါပါတယ်လူလည်းထပ်ပြီးတော့စီးပြန်နေတော်တော်လေးစီးပြီးတော့တိုက်ပြန်ပြီးဒိုင်းလွင့်ကြပြန်ပြီးဖုံနေပေးပြန်ပြီးခါပါတယ်3 ချိန်လဲတော့မခါကျင်တော့ပါဘူးခါရင်လည်းနောက်တစ်ခါပြန်လဲဦးမှာပဲမြို့เจ้าနာကြမှာအကုန်ပေါင်းခါတော့မယ်အဲ့ကြတော့လေဗျာချွေးနဲ့ဖုံနဲ့ကတ်တော့အင်ကြီးလေးတွေကပေလို့နွမ်းလို့ပါပဲသူတို့မြို့ပေါ်เจ้าသားတွေကတော့ဘိန်းကကောင်းလမ်းကကောင်းเจ้าနဲ့အိမ်ကနီးအင်ကြီးမီးဘူးကြဖြူဖွေးလွှလို့အရေးအယောင်ချင်းဘယ်တူပါမလဲပိဿချင်းတောင်မတူဘူးသူတို့ပိဿတွေပိုကောင်းပါတယ်ကျောင်းစိမ်းလုံရင်းတွင်လဲသူတို့လုံညီလေးတွေပိုစိတ်ပါတယ်ကျွန်တော်တမင်လိုက်ပြိုင်တာမဟုတ်ပါဘူးမသိမသာရှိုးလိုက်မြင်းနေတာပဲရှုံးမြန်ပြီလို့မုံဘိုးရှုံးတာပဲအဖွားကျွန်တော်တနေ့မှတမူးပဲပေးနိုင်တယ်အဲ့တော့မူးခစ်မတ်ခစ်ပြတမတ်ဆိုရင်ခောက်ဆွဲတုပ်မုံဒီတုပ်လက်တုပ်စုံကုံစားလို့ရတမူးမကတ်နိုင်ဘူးဘာစားရတော့ကျွန်တော်တို့ညာတလေးဂျုံစီကိုထက်ညက်နဲ့ပြည့်နေအောင်ဂျိုးအုံးလေးစံမုံလေးဖြူထားတမူဘိုးစားရင်တပကံနေဘူးရဲ့ဖိုက်ကိုကားသွားတာပဲတနေ့လုံးမစားတော့ပါဘူးကျွန်တော်နေ့တိုင်းဂျုံယူတစ်ခွက်မှန်တီးရပါတယ်ဟိုးအသက်ကြီးလို့ကျမ်းမာရေးနဲ့အာဟာရအကြောင်းတွေဖတ်တဲ့ခါကျတော့ကျမ်းဖန်ကံကောင်းနေပြန်ပြီအဲ့ဒီဂျုံစီနဲ့ထက်ညက်ကိုကြိုထားတာဟာတဲ့ကလေးရွယ်လူငယ်တယောက်တွေခွန်အားဗလာတွေဖြစ်စေတယ်တဲ့ကျွန်တော်အရက်6 ပေရှိပါတယ်အဲ့ဒီဂျုံယိုတွေကျေးဇူးပါမှာပါပဲဟိုလက်တော့စုံနေပါတယ်စားတဲ့ကောင်လေးဝန်းလျှောနိုင်ပါတယ်ကိုမစားနိုင်တော့လေအဲ့လိုပြောရတာပါပဲမုံဘိုးချင်းရှင်တော့လေကျွန်တော်ရှုံးနေဗျာကဲအဲ့ဓာတွေရှုံးရင်ကိစ္စမရှိပါဘူးစာကြမင်းအတိုင်ပြီးတာပဲစာကြလဲကျွန်တော်ရှုံးတာပါပဲရှုံးမှာပေါ့အဖေကြီးเจ้าမှာအတန်း6 တန်းရှိတာမှဆရာကဘယ်နှယောက်တုံး1 ယောက်သေးနော်သူတို့မြို့ပေါ်เจ้าမှာက4 တန်းကဘုတ်စီဟေးရေးကြည့်တယ်ကွ6 ဘာသာရှိရင်ဆရာမ6 ယောက်သင်တာဗျသင်္ချာကျွမ်းတဲ့ဆရာမကသင်္ချာကို special သင်တာဗျပုံဆွဲကောင်းတဲ့ဆရာမကပထဝီသင်တာပုံပြောကောင်းတဲ့ဆရာမကမြမစားတို့သမိုင်းတို့သင်တာသူတို့ကဗျာဆရာဆုံးလင်းနဲ့သင်တော်ချင်တိုင်းတော်တက်ချင်တိုင်းတက်4 တန်းအောင်5 တန်းတက်ကျွန်တော်ကဖေကြီးเจ้าမှာရံပွဲဖြစ်နေရတဲ့เจ้าအဲ့ဒီကနေ4 တန်းအောင်5 တန်းတက်